ချင်းလုံးဝမပြုတ်တဲ့လက်သေးစက်နေလေးအကြောင်းကိုTikTok မှာလာပြီးမိထားတဲ့ညီမလေးရှိရကြောင်းကိုဒီနေ့ပဲနာနဲ့တူတူလက်သေးဘလို့ဆက်တယ်နည်းနည်းသားဘလို့ဆက်ပေးလို့အလောက်ကြာခံထားတယ်ဆိုတဲ့ဒါလေးတွေကိုဗီဒီယိုထဲမှာတွေ့လိုက်ကြည့်လိုက်အောင်နော်ဒီလက်သေးပိုင်ရှင်လေးရဲ့လက်သေးကအပေါ်ကိုမောက်ပြီးတော့ဘေးနှစ်ဖက်ကိုခြိုက်တဲ့လက်သေးပိုင်ရှင်မျိုးပါအဲ့လိုမျိုးတွေအတွက်ကလက်သေးဆက်တဲ့အခါမှာဒီခြိုက်တဲ့ဘေးအောက်ဘက်ထိကိုလေးမခိုးအောင်ပြီးတော့အပေါ်ကိုလည်းအပေါ်ကမောက်နေတဲ့နေရာကိုလည်းလေးမခိုးအောင်တေချာခရုခြိုက်ပြီးကပ်ပြီးတော့မှကြာခန်းတဲ့လက်သေးမျိုးရမှာဖြစ်ပါတယ်လက်သေးမဆက်ခင်မှာအရင်ဆုံးကလင်းစင်းမိုင်းကိုလေးနိုင်အောင်ထားပေးရပါမယ်လက်သေးအပေါ်မှာညီညာချုံးမွေးနေတဲ့မျက်နှာပြဆိုလို့ရှိရင်ကြံအောင်လုပ်ပေးရမယ်ပြီးတော့မျက်နှာပေါ်ကမိတ်ကပ်တွေပေးနေလားဒါမှမဟုတ်အစီတွေရေတွေကျန်နေလားဆိုတာလည်းတခြားစစ်ပြီးတော့ cleansing လေးတခြားပြန်လုပ်ပေးရပါမယ်ပြီးပြီဆိုရင်တော့လက်သေးပေါ်မှာ base coat လေးတစ်ထပ်ဆိုမီးပြပြီးလို့ရှိရင်ဒီလိုလက်သေးအတူပေါ်မှာကိုသုံးမဲ့မီး glue ပေါ့နော်လက်သေးဆက်မဲ့ glue လေးကိုဆိုပေးရပါမယ်လက်သေးပိုင်ရှင်လေးရဲ့လက်ကနည်းနည်းလေးကောက်တဲ့ထဲမှာပါတယ်ပေါ့နော်ကောက်တဲ့အတိုင်းပဲလက်သေးရဲ့ထွက်နေတဲ့ပုံစံအတိုင်းဒဲသွားဆက်မယ်ဆိုလို့ရှိရင်လက်ချောင်းတွေထောင်းလိုက်တဲ့အခါကိုဆက်ထားတဲ့လက်သေးကစောင်းနေတာမျိုးမတည့်တာမျိုးဖြစ်တတ်တယ်အဲ့ဒီကြောင့်မို့လို့လက်အစစ်ကနေပြီးတော့လက်သေးကိုဒဲအတိုင်းတိုင်းပြီးတော့အဲ့လက်အစစ်ကြတဲ့အတိုင်းမှာပဲ extension ဒီလက်သေးအတူကိုကပ်ပေးရမယ်အဲ့ဒါမှ तू ကအတည့်ထွက်မှာပေါ့နော်အဲ့လိုမျိုး extension လေးကပ်ပြီးပြီဆိုလို့ရှိရင်အဓိကအနောက်ကိုရောအရှိကိုလေးမခိုးအောင်အရှိဘိုင်းကိုတစ်ခါနောက်ပိုင်းကိုတစ်ခါဘယ်နေတာတော့နှစ်ခါခွဲပြီးတော့မီးပြပြီးတော့ဆက်ပါတယ်ဆက်ထားတဲ့လက်သေးကလေးမခိုးတာတေချာသွားပြီဆိုလို့ရှိရင်တဘာဝလက်သေးနဲ့ဒီဆက်ထားတဲ့လက်သေးအတုနဲ့တသားလေးဖြစ်သွားအောင်လုပ်ရတဲ့အပိုင်းကအရေးကြီးပါတယ်တကယ်လို့အဲ့နေရာမျိုးမှာတသားလေးမဖြစ်ဘူးဒူကြီးကျန်နေခဲ့သေးတယ်ဆိုလို့ရှိရင်သူကလေဝင်ပြီးတော့ဒီရေလေးဝင်ပြီးတော့ပြုတ်ထွက်ဖို့ရခိုင်လို့များပါတယ်ပြီးရင်တော့ကိုလိုချင်တဲ့လက်သေးအရှိအတိုင်းညှက်ပြီးတော့ပုံလေးတခြားလေးသွင်းမယ်ကိုပုံသွင်းလို့ရသွားပြီဆိုလို့ရှိရင်ဒီအပေါ်ပိုင်းမှာညီညာနေတဲ့မျက်နှာပြင်ကိုနည်းနည်းလေးကျန်းအောင်ပြီးတော့အနောက်ကဒီညှိရမယ့်အပိုင်းကိုလည်းလိုက်ညှိပြီးတော့ဆိုးဖို့ ready ဖြစ်အောင်လုပ်ရမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့လက်သေးညီဆိုးဖို့ ready ဖြစ်နေပါပြီလက်သေးနီ1 color solid color ဆိုမှဖြစ်တဲ့အတွက်ကြောင့်မလို့လက်သေးနီမတင်ခင်မှာ base coat ဒါမှမဟုတ်လို့ရှိရင် rainfall ခြင်းအကျဲကိုတင်ပြီးတော့တစ်ထပ်ဆိုးရမယ်ပြီးတော့မှဒီကိုလိုချင်တဲ့အရာပေါ့နော်ဆိုးလိုက်ပြီဆိုလို့ရှိရင်ဒါပြည့်စုံပြီးတော့အရင်လှပါတဲ့1 color လက်သေးလေးရပါပြီရှင်